ဒီပွဲကတော့မိုးလဲကောင်းတယ်လို့ပွဲရလဲကောင်းပြီးတော့အကျဲအနေရှိခဲ့တဲ့ပွဲကြီးပွဲကောင်းတဲ့ပွဲလို့ဆိုရမှာဖြစ်ပါတယ်အုပ်စုမှာသူတို့အဂျာအန်ဖော်စီယာအေတွေ့ကြတာဖြစ်ပါတယ်ပြာရောင်ဂျာစီကိုဆင်ထားတဲ့အသင်းကတော့ဖော်စီယာအေဖြစ်ပြီးတော့အခုခုနကလည်းအသင်းကဒါဂျာအေဖြစ်ပါတယ်မိုးထဲရေထဲကစားကြတာဖြစ်တဲ့အတွက်ပုံမှန်ထပ်ပြီးတော့သူအားဆိုင်ပြီးတော့ကြိုးစားကစားကြပါမယ်ဒီလိုဆဲတာပါစပြီးတော့တော်လေးပါနာဖို့ဖြစ်ပါတယ်အတင်းစလုံးကအဘက်ကနေကြပါတယ်နော်တော်လေးအတွင်းနေကြတယ်ချင်းချာတော့ကျွန်တော်တို့ဘာလဲဆိုရင်အဲ့ဒီပြန်ပြန်ဆန်မရှိဟုတ်ကဲ့ပါစင်ပြီးဒါဒီလိုမျိုးပါလားဒီထဲမှာတခါတလေအောက်မဲ့တင်တဲ့ဟာတွေလည်းမအောင်ဘူးမားလိုက်တာနော်ဘောလုံးမားလိုက်တာနံပါတ်14လေးတော်တော်လေးကောင်းတယ်နံပါတ်9လေးတော်တော်လေးရုံအားရှိရုံနိုင်ကောင်းတာသေးရောအမှန်တမ်းလည်းဖြစ်ထုတ်လိုက်ပါတယ်โอเคတက်တာမှရပါတော့ချူလာလေတာခင်ကိုပါဘူးတရားအင်းကိုရှိပါတယ်။ပါစီယာလည်းပြန်ဒီဟာလည်းပြန်ရှိပါတယ်နော်။မအဘေးလေတန်းလေးတော့ကောင်း။တကြီးအလေတန်းရောဖာစီယာအလေတန်းရောသူတို့ဘောလုံးဖြန့်ပေးတာတွေတော်လေးကွမြင်တတ်တယ်။ပရိသတ်တရားလည်းတော်တော်အားပေးကြတယ်ပြောစရာကြီးပါနော်ဟာအဲ့ဒါအကွက်တယ်ဟိုတာယာကိုကြီးချားတဲ့မြစ်သွားပါတယ် free kick ရပါတယ်တာယာတွေဒီမှာပေါ်ထုတ်ပါတယ်မောင်တီးရီထဲမှာတတ်ရပဲရသေးတယ်ဒီဘောခါနေပဲဘုသမားလေးလည်းတော်ကောင်းပါလေဒီစကားအရင်မှလည်းခင်းပေးရမှတယ်ဒီလိုမျိုးတော့ကောင်းတယ်ဒီလုံးတော့မမျိုးတာဒီအလေကအရဲ့ရှိညီလေးလည်းတော့ကောင်းပါတယ်ဖာစီယာချင်းလက်ချက်ထဲကြတော့မလွယ်ဘူးနော်
အမွေသွားတာ3ယောက်ခင်ပေးတာတော့ကောင်းတယ်ဒီတော့လည်းအသက်ဆင်းတော့မှန်တယ်လို့ပြောတာဒီလုံးလေးမှန်တယ်နောက်ပေါ့发下呀的没准吧，ဒီခင်းပေးတဲ့အလုံးကောင်းလေဂိုးသွားပါလေတန်ရာပူပင်းနဲ့ဥဆောင်လို့ရတယ်ဒီပထမလုံးကဘုဒ္ဓမပြည့်လို့ပြည့်တဲ့ထင်ကန်ခိုင်းပါလေကိုပါလေတရင်နဲ့ပြီးသွားတာပေါ့